ပြန်ပြောမယ်တရားနာတော်ညီကိုမောင်မဟိုကျွန်တော်တရားဟောရင်ကျွန်တော်အမားကိုထောက်နေကြတာဘာအတွက်ထောက်လဲတော့ကျွန်တော်လည်းမသိဘူးမနာလို့ထောက်တာလားဘာလားထောက်တာမသိကျွန်တော်တစ်ခုပဲပြောပါမယ်ကျွန်တော်ရဲ့ရည်ရွယ်ချက်တစ်ခုပဲရှိတယ်တရားနားထောင်နေတဲ့သူတွေယုံကြည်သူအားလုံးဗျာကျွန်တော်အကျွေးမရှိစေချင်ဘူးအကျွေးမရှိစေချင်အကျွေးတွေနဲ့တက်ရှင်မတော့မှလုံးလက်ချလဲလိုက်နေတဲ့ဘဝကိုကျွန်တော်မလို့ရှင်ဘူးဆိုတော့အဲ့ဒီအကျွေးဘဝတို့ငွေကြီးနဲ့ဆိုင်တဲ့ပြဿနာတွေတင်တို့ရှိနေရင်တင်ကိုးကွယ်ရတဲ့အခါမှာလည်းပဲဖယားအတွက်လှုပ်ချင်တော့တင်တို့မလှုပ်နိုင်ဘူးမလှုပ်နိုင်ဘူးတင်တို့ကျွန်တော်စက္ကတ်ချင်တဲ့ဆရာရဲ့ဒါပေမဲ့မိဘကိုလှုပ်ကြွေးအောင်မယ်ဆရာစက္ကတ်ချင်တဲ့ဆရာရဲ့ဒီတာသမီကိစ္စငွေကြီးကိစ္စအိမ်တော်ရေးကိစ္စအမျိုးစုံနဲ့တို့အမျိုးစုံနဲ့တို့စက္ကတ်ချင်တာမစက္ကတ်ရမစက္ကတ်ရဆိုအဓိကဘာဖြစ်နေဆိုတော့ငွေကြီးပြဿနာဒါဆိုအဲ့ဒီငွေကြီးပြဿနာဘာနဲ့ဆိုင်နေလဲဆိုတော့ဝိညာဉ်ရနဲ့ဆိုင်နေပြန်ဟယ်လိုငွေကြီးကဒါမဲ့ဘာသာရေးသမားဘာလုပ်လဲဆိုငွေเจ้าလာမပြောနဲ့ငွေเจ้าလာမပြောနဲ့ငွေเจ้าပြောရင်အမှားပဲဒါဆိုရင်အဲ့အမှားလို့ပြောတဲ့သူတွေကိုကျွန်တော်ပြောမယ်ဒါဆိုခင်ဗျားတို့အလူငွေပေးရင်လည်းမယူနဲ့ပြောလိုက်အဲ့ဖွဲ့တွေမယူနဲ့ယူမှာပဲလေသူတို့ကျွန်တော်နားမှာနေတဲ့သူတွေမေးကြည့်ဒီဘက်အိတ်ဝင်လာတယ်အိတ်ကဝင်လာပြီးတိတ်မကြဘူးဆရာဖျားပေးခိုင်းတယ်လို့ဆရာကိုပြန်ပေးတာဆရာနားမှာနေတဲ့သူမယုံမရှိနဲ့မေးကြည့်ဆရာအတွက်မလိုအပ်ဘူးဒါပေမဲ့နိုင်ငံတော်အတွက်ဖျားနိုင်ငံတော်အတွက်ဖျားဘုံတော်အတွက်တင်ငွေလိုအပ်တယ်ဒါဆိုရင်အဲ့ဒီငွေရေးကြေးနဲ့ပတ်သက်တဲ့ကြွယ်ဝခြင်းကဘာနဲ့ဆိုင်နေလဲဝိညာဉ်နဲ့ဆိုင်နေတယ်အာဗြဟံဖျားခေါ်တဲ့နောက်လိုက်လာတယ်သူဆင်းရဲလားကပ္ပဦးကျမ်းခန်းကြီး7မှာဖျားခေါ်လာဘယ်သူခေါ်လဲအာဗြဟံကျေးဇူးတင်တယ်ကပ္ပဦးကျမ်းခန်းကြီး73ရောက်လာတဲ့ခါမှာအာဗြဟံမြေကြီးမဆန့်နိုင်အောင်ဖျားခင်ကဘာလုပ်လဲတွေ့လားဣဇက်အခန်းကြီး26ရောက်လာတဲ့ခါမှာကပ္ပဦးကျမ်းခန်းကြီး26အစာခေါင်းမချင်းလာပြီအစာခေါင်းမချင်းလာတဲ့ခါမှာ तू ကအဲဂရုပြည်သွားဖို့စဉ်းစားတယ်ဒါပေမဲ့ तू နဲ့ဖယားနဲ့ connection ရှိနေတယ်ဘာရှိနေလဲ connection ရှိနေတယ်တနည်းအားဖြင့်ပြောမယ်ဆို wifi မိနေတယ် okay တို့ကအခု wifi လွတ်နေတယ်ဖယားနဲ့အဲ့ခါမှာဟိုဆရာပြောဒီစကားပြောတဲ့စကားတွေနဲ့ခေါင်းတွေရှုပ်နေတယ်မနေ့ကလည်းကျွန်တော်ချိုးတွေလာမေးကြတယ်ဆရာတချို့ကပြောတယ်ဆရာချီဆောင်ခြင်းဘာလဲမရှိဘူးနောက်တစ်ယောက်ရှိတယ်ပြောတယ်ချီဆောင်ခြင်းလက်မခံချီဆောင်ခြင်းလက်ခံတယ်မင်းထဲမှာယေရှုရှိလားလို့မင်းထဲမှာယေရှုရှိလားရှိတယ်ဆိုသူတို့ပြောတဲ့စကားမင်းအုံနောက်စိုက်စရာမလိုမင်းအုံနောက်တစ်ထည့်စရာလည်းမလိုမင်းထဲမှာယေရှုရှိလားရှိရင်ပြီးပြီမင်းချီဆောင်ခြင်းမလာလဲချီဆောင်ခြင်းမလာခင်မင်းခေါ်တော်မူခြင်းခံနိုင်တယ်โอเคတော့ဘာလဲအရေးကြီးတာတင်ခရစ်တော်ကိုတကယ်ရထားပြီလားရထားပြီဆိုရင်အဲ့ဒါတွေအုံနောက်လာစားစရာအကြောင်းမရှိဘူးတားတော့ရရင်အသက်ကိုရတယ်တားတော့မရရင်မရှုပ်စေနဲ့ဘယ်ဆရာမှလာမရှုပ်စေနဲ့အရေးကြီးတာကတင့်ထဲမှာခရစ်တော်ရှိနေပြီးပြီတင့်ထဲမှာခရစ်တော်တကယ်ရှိလားမရှိလားဒါအရေးကြီးတယ်ရှိလို့ပဲဆရာဒါဆိုဘယ်တုန်းကခရစ်တော်ဝင်ရောက်လာလဲအဲ့တော့မသိဘူးဆရာအဲ့လိုပြောလို့မရအောင်အဲ့ဒါမကျင်းသေးပဲနဲ့တင်ဟိုဆရာဒီဆရာစကားရည်နဲ့တင်ရောင်းချလုံနေလို့မရအောင်တင်ဖယားနဲ့ပတ်သက်လာရင်ပြက်တာရှင်းလင်းသိထားဖို့ရည်ကြီးတယ်ဆရာကြိုက်တာပြောဆရာနဲ့ခရစ်တော်နဲ့ယဉ်နီးထားတဲ့အရာခရစ်တော်နဲ့ဆရာနဲ့မိသားရှိတဲ့အရာကိုသိတဲ့အတွက်ကြောင့်အေးစေပဲကြိုက်တာပြောအဲ့လူတွေရှိမှအချိန်တိုင်ရင်စကားတစ်လုံးမှမပြောဘူးတက်သေးပဲပြသွားမှာဒါပဲအရေးကြီးတာအဲ့ဒါဟိုစကားဒီစကားရင်နဲ့လေလိုင်းရစကားတွေနဲ့သင်တို့ခေါင်းရှုပ်မခံကြနဲ့အရေးကြီးတာသင်အထဲမှာခရစ်တော်ရှိနေဖို့အရေးကြီးတယ်အာမင်